လာတလာရဲ့ပြက်3လက်3 23ဆိုတဲ့အချိန်မှာဒီလိုမျိုးပေါ့နော်ဖျားရှိခိုအလှူတွေအကျွေးမွေးရှင်အရန်ပြောတာဘာလို့လဲဆိုတော့ free တက်ကြိတ်လို့ရတယ်လीနော်ပြီးတော့လေကြိုက်တော့စားလို့ရတယ်ဒီနေ့ကတော့ညီမလေးရဲ့မွေးနေ့ရောအိမ်တက်ပွဲရောပေါ့နော်ပေါင်းပြီးတော့လုပ်တဲ့ပွဲလေးမှာပေါ့နော်တွားပြီးတော့စားဖြစ်တယ်ဖျားရှိခိုဆိုတော့တည့်ရဲ့အတိုင်းအမျိုးတွေလည်းစုံနေစကားတွေပြောကြရပေါ့နော်ကဲကိုကတော့နန်ကြီးတုတ်ဆွဲပါတော့မယ်နန်ကြီးတုတ်ကိုသူတို့ကအိမ်မှာချက်တာမဟုတ်ပဲနဲ့အော်ရာမှားတယ်ပေါ့နော်ဒီပကူဖျားเจ้าမှာရှိရဲ့အတော်တွေကသူတို့ချက်ပေးတယ်ပေါ့နော်သူတို့လက်ရရန်ကောင်းတယ်ဒီတစ်ခုတည်းမဟုတ်ပေါ့နော်နှမ်းထမင်းတို့ပါတော့ဆိုတော့တော်တော်ကောင်းတယ်အခုဒါကတော့နန်ကြီးတုတ်ပေါ့နော်ဒီမှာအမျိုးတွေကစကားပြောနေတဲ့ခါကျတော့ကိုကလည်းအာလူတွေဖုတ်တာပေါ့နော်လှမ်းမျိုးစကားတွေပြောအဲ့ဒီနန်ကြီးတုတ်လည်းလေဒီမုံညင်းချင်လေရှမ်းမုံညင်းချင်လည်းအဲ့လိုလေးတွေးစားရတာလေအရင်စားလို့ကောင်းတယ်ဒီလားဘာလို့လဲဆိုတော့နန်ကြီးတုတ်ကစားလို့ဤလာပြီဆိုလို့ရှိရင်အဲ့မုံညင်းချင်လေးကပြန်ပြီးတော့ကူပြီးရပေါ့နော်ဒီမှာကွာစကားတွေပြောသိရမလားကွာဝါဒီယာ free ချက်ရတဲ့ဟာဆိုတော့လေဘေးနာလူကိုလည်းဘာညာတရကာပေါ့ပြောဆိုပြီးတော့မှအဲ့လိုပေါ့ဝင်တွေ့တာပေါ့နော်အဲ့ဆိုစကားပြောရင်းနဲ့ထည့်တယ်ဆိုလို့ရှိရင်ကွာတပွဲနှစ်ပွဲထည့်တယ်တိတ်မသိတာပေါ့စားတာပါဘေးနာဟင်းချိုလာထည့်တဲ့ကလေးလေးတွေပေါ့နော်သူတို့ကိုလည်းချစ်လို့ပေါ့နော်သူကအရန်လိမ်မာတယ်အဲ့လိုလူကြီးတွေကိုလည်းအရန်လိုက်တည်ရကွာနဲ့သူကဘေးနာနေကင်မရာရိုက်နေတဲ့ခါကျကင်မရာနာမခွာတော့မအယိုးထည့်ပေးလို့ဟင်းရည်တယ်ဆိုတော့သူအယိုးရှာပေးနေတာချစ်စရာလေးသူကိုလည်းထည့်ရိုက်ပေါ့နော်ပြီးတော့ဟင်းရည်လေးတောက်ပေါ့စားလို့ကောင်းတယ်တော်တော်လေးကိုလည်းအရသာတွေ့ရတယ်ကဲနန်ကြီးတုတ်စားလို့ပြီးသွားပြီဆိုတော့ဘာဆက်စားလဲဆိုတော့သူတို့ကျွေးတဲ့အချိုပဲပေါ့နော်ကြောက်ကြော်စားရပေါ့နော်ကြောက်ကြော်စားနေနဲ့မျက်နှာအမူအရာဖြစ်ပြနေတာကတော့စဉ်းစားနေတာပေါ့နော်ဒီကြောက်ကြော်စားလို့ကောင်းတယ်ပေါ့ပါဆယ်ဆွဲသွားရင်ကောင်းမလားပေါ့ဒီလိုစဉ်းစားလိုက်တယ်ဒါပေမဲ့လို့ကြောက်ကြော်ကြီးပဲပါဆယ်မဆွဲဘူးပေါ့နော်ငါအိမ်အတွက်ငါနန်ကြီးတုတ်တစ်ပွဲလောက်ထပ်ပြီးပါဆယ်ဆွဲအောင်မယ်ဆိုပြီးတော့အကြံစိုးနဲ့ကြံစီနေတာပေါ့နော်ဘာလို့လဲဆိုတော့စားလို့လည်းတိတ်မဝသေးဘူးလေအဲ့လောက်ကြီးစားပြီးရအောင်မထက်မဝသေးတဲ့ခါကျပေါ့နော်စားရင်စောင့်နေတာပေါ့အဲ့နဲ့ဟိုကနေပြီးပါဆယ်ယူသွားအောင်တော့လို့ပြောတာကိုကြိုက်တဲ့စကားနဲ့လည်းကွက်တီပေါ့သဘောကျ okay ပါမပါဆယ်ဆွဲပြီးတော့မှအိမ်ပြန်ခဲ့ပါ